ပူပြင်းလာတဲ့နွေရာသီကိုဖြတ်တန်းပြီးနောက်မှာတော့အားလုံးပဲမျောလင့်တောင့်တနေခဲ့တဲ့မိုးဆက်တိုက်ရွာမဲ့နေ့ရက်တွေထွက်ပေါ်လို့လာပါပြီလာမယ့်ရက်ပိုင်းအတွင်းမှာမိုးတွေနှီးစင်တဲ့အမျှရွာသွန်းတော့မဲ့သတင်းကောင်းကိုပြောပြပေးချင်ပါတယ်ဘယ်ရက်တွေမှာရွာမလဲဆိုတော့လာမယ့်မေလ9ရက်နေ့ကနေ18ရက်နေ့အထိနေ့စဉ်ဆက်တိုက်ရွာသွန်းမှာပါအဓိကရွာသွန်းမဲ့ဒေသတွေကတော့ရန်ကုန်တိုင်းနေရာအနှံ့အေရဝတီတိုင်းဖခူးတိုင်းနဲ့နေပြည်တော်တို့ပဲဖြစ်ပါတယ်အထူးသတိပြုရမယ့်အချက်ကတော့ဒေသအနှံ့နေ့စဉ်ရွာသွန်းမဲ့အပြင်တချို့နေရာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တဲ့အခြေအနေတွေလည်းရှိနေပါတယ်ချစ်ရတဲ့အမျိုးတို့ရေအခုပြောပြခဲ့တဲ့ရက်တွေမှာမိုးရွာရင်မှန်မမှန်ဆိုတာကိုသိရအောင်ဒီဗီဒီယိုလေးကိုအခုပဲ save မှတ်ထားပြီးပြန်လာပြောပြပေးကြပါအောင်အခုရောဘယ်မျိုးတွေမှာမိုးရွာနေပြီလဲအပူချိန်တွေညော့သွားပြီလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ